เคကျွန်တော်ကလီဘန်ကန်တော့တုံးပြီးတော့လီဘန်ကန်ကောက်လာတယ်ဒီကမှာနောက်မှတော့တုံးဘာမှမောင်နုပြစ်ပြနေပြီနော်မောင်နုတို့ပြစ်ပြနေပြီဆိုတဲ့အနေထားမှာဟောကြည့်တယ်ပြီးတော့ဝင်ပြီးတော့ကျုံးလိုက်ပြီနော်မောင်နုတို့ဝင်ပြီးကျုံးလိုက်ပြီဆိုတဲ့အနေထားမှာကျွန်မလီဘန်တို့68တို့68ကနေဘက်ကနေ position တောင်းပြထားတယ်ကေးကိုလှမ်းပြီးတော့ကောက်လိုက်တယ်ကုန်းနေတော့ကောက်အောင်ပါပဲနော်ကုန်းနေတော့ကျုံးအောင်ပါပဲဟုတ်တယ်နောက်ကနေတော့ဖေးနိုင်နေတော့ဖေးနိုင်နေဟုတ်တယ်ဒီမှာလည်းရှိတယ်နောက်မှာလည်းရှိတယ်နော်ဟုတ်ဆိုရင်စစ်ကေပါတော့ 3k ကိုပိုင်ဆိုင်ထားပြီဆိုတဲ့အနေထားမှာမောင်လီဘန်ကတော့ဒီဘက်မှာကြမ်းတိုက်နေတော့မယ်နော်ဒီဘက်တယောက်ကလည်းတေးပြီးတော့ဒီဘက်ပြန်တိုက်ဆိုတဲ့အနေထားမှာတာကျော်မစ္စရာကျော်ကတော့ခေါင်းမူးပွားနေနော်ကောက်ဖို့စောင့်နေဘက်မှာရက်ခါတို့ကလည်းဘက်တရီဖြစ်နေပြီနော်ဟုတ်တယ်ရက်ခတယောက်ထဲနဲ့ရက်ကတန်းကျော်အိမ်ရတယ်ဟုတ်တယ်နောက်ကလည်းသူ့နှိုက်နေပြီနော်ကျော်သွားပြီဟုတ်တယ်ဒီဘက်မှာဒီမှာ ABS ဟိုဘက်မှာကားတန်ကြားနေပြီနော်ဒီကျော်ပြီးကုန်းပြီးရမှာနော်ဟိုဘက်မှာကားတန်ကြားနေရပြီနော်မှာတစ်ဆက်ကွက်လုံးရောက်နေပြီနော်အတူပိန်းနဲ့တိုးမယ်ရက်ခါတော့ပြန်ပြီးတော့ကြာလာတဲ့ဆိုတဲ့အနေထားမှာဒီဘက်မှာပရိုလီယိုတို့ကားနဲ့ခံပရိုလီယိုရန်ထုမယ်မှန်းထုမယ်ထဲချလိုက်ပြီအဲ့လောက်ကြာနေမကြည့်တော့ဘူးနော်အချုပ်မတော်ဘာမှလည်းပထကပြည့်အပီပီနဲ့ဟိုအပီပီနဲ့ကျုံးနေဆိုတဲ့အနေထားမှာအဲမှာစူပါကြီးကပြန်ပြီးတော့ကျုံးတာဟုတ်တယ်စူပါကြီးတို့ကကျုံးပြသွားပြီဒီဘက်မှာလည်းကြောက်ကအပြင်ရောက်သွားပြီနော်ဒီဘက်မှာအိုးကျုံးသွားပြီနော်ငါကြည့်လိုက်တာနဲ့ကုန်းသွားကြည့်လာကြည်ကုန်းဖြစ်သွားတယ်ဆိုတဲ့အနေထားမှာဟုတ်တယ်ဒီဘက်ကတိုးမောင်ဘာလို့စောစီဖိနိုင်သွားတယ်စောစီဖုံဖိနိုင်တာပေါ့ခုံပြပြသွားပဲကောင်တို့ခုံပြတယ်တို့ပြစ်ခုံပြတယ်တို့ကျုံးမှာအဲ့မှာလူတွေကရောဝိုင်းပို့ပြီးတော့စိုးရယ်နော်ကဲဒီဘက်မှာတော့လာဘန်ကတော့ 1k ရတာဆိုတဲ့အနေထားမှာဟုတ်တယ်ဘာကြောင့်မေးတော့ဒါရမ်းမယ်မှန်းမယ်ဒါထူးထဲလိုက်တော့ချော်သွားမယ်ထိသွားမယ်နော်ထိသွားအောင်နော်ထိသွားဒါမှမဟုတ်တော့ကုန်းသွားတယ်ဟုတ်တယ်ဒီဘက်မှာ68ကတော့ဒီဘက်ကမင်းကိုပြန်လဲပြီးတော့စိုးထားရဆိုရင်နေထားမှာခြေတန်းကြားနေရပြီဘယ်လိုတွေပြစ်ပြသွားမလဲဆိုရင်တော့ဟုတ်တယ်ကြောပေးနေတယ်ကုန်းပေးရမယ်ဆိုတဲ့အနေထားမှာငါမြင်အောင်နေတယ်နော်ဟုတ်တယ်နေလှမ်းထည့်တာနော်ဟိုတယောက်နေလှမ်းပြီးတော့ကိုင်းသွားပြီဟုတ်တယ်တက်ရက်လို့ရပြီတက်ပြီးတော့ရက်လိုက်အိုးရက်လိုက်ပြီးသွားပြီနော်ရက်မယ်နောက်ပဲတူတူနေမယ်နော်အိုင်တော့တဲ့โอเคဒီမှာ VIP ကင်းတို့ဘာတို့ညာတို့ဘာညာတာရကနေချာကွာစီအတယောက်ကမြေမျိုးနေတယ်လုံးဟိုငါအဲ့ဒါတက်နေတာပေါ့နော်ဟုတ်တယ်လှမ်းပြီးတော့တွေ့သွားပြီတောက်ပြီးလာဘန်လာပြီးတော့ထဲချလိုက်ပြီနော်လာဘန်လာပြီးတော့ရှေ့မှာလဲလာထုံနေတော့ကျုံးပြီပေါ့လို့နော်နောက်ပဲဝူးလုပ်ပြီးအိုက်တော့တဲ့โอเคဟုတ်ပြီလာဘန်တို့ရှေ့မှာလာပြီးတော့ဖုံးပြနေရဆိုရင်နေတာဒီဘက်မှာလှမ်းပြီးတော့ထည့်ထားတယ်နောက်တို့နဲ့ပြေးတယ်ကွာပြေးနေနော်ဒါမှလည်း HK Black
ဘလက်ဆိုတဲ့အတိုင်းနော်ခန္ဓာကိုယ်ကမဲသေးနေတာနော်နာမည်နဲ့လိုက်အောင်လို့ဟုတ်တယ်ဟုတ်တယ်ဒီမှာနှစ်ယောက်ကလည်း possession ကိုတယောက်တစ်နေရာစီယူပြီးတော့ချီးတွင်းရှာနေမယ်ဆိုတဲ့အနေအထားမှာနော်လှမ်းပြီးတော့တိုက်ပြီးကြောက်ကတော့လှမ်းပြီးတော့နှိုက်လိုက်တယ်ဆိုတဲ့အနေအထားမှာကိုလေးကတော့နော်ချီးတွင်းကိုပြေးပြီးတော့နှိုက်တာမရပါဘူးနော်ချီးတွင်းကမာဝင်းချုပ်နေလားမသိဘူးဟုတ်တယ်ဒီဘက်မှာလည်းရက်ခတော့ mistake ထဲမှာပဲရှိသေးတယ် mistake ထဲမှာပဲ 0k နဲ့ပတ်လက်ရိုက်နေတဲ့ thread အနေထားမှာဟိုဘက်မှာတော့ကျုံးနေပြီနော်ကျုံးနေတဲ့ဘက်ကိုတစ်ချက်သွားကြည့်လိုက်โอ้လိုင်းပြီးတော့ထဲတော့ထဲကြလိုက်ပြီနော်ဆိုရင်နော်သူရေခဲကြောင်မပြော့တပြော့လေးအေးသွားမထဲကုန်းပြီနော်လိုင်းပြီးတော့ပြန်ပြီးတော့မာစီလားမာစီယန်ဖိုရီဟာလားအဲ့လိုရှိတာခုနကနော်ဟုတ်တယ်ထဲပြသွားပြီကြောက်ကတော့ 2k စီရတာဆိုရင်အနေထားမှာနေမျိုးအောင်နဲ့နေမျိုးအောင်နော်နေမျိုးအောင်အကယ်ဒမီရပြီးနောက်ပိုင်းမှာနေမျိုးအောင်ကုန်းထားရနော်ဟုတ်တယ်ဒီဘက်မှာလဲဟိုချီးတွင်းတွေ့နေပြီနှိုင်းလိုက်တော့လေအခုမှလှမ်းပြီးတော့ရေခဲကြောင်လှမ်းရောက်တာနော်ဆောင်းနာတွေကမကြောင်ဟုတ်တယ်တယောက်ကလည်းဟိုဘက်မှာကုန်းသွားတယ်နော်ဒီနှစ်ယောက်ကဒါဆောင်းနာဒီနှစ်ယောက်ကစကွက်ဖြစ်ပြီးတော့သူတို့အတူတူမကြအောင်နော်မာလဲ RS Super 8ဒီနှစ်ယောက်စကွက်တင်းမတူနော်ငါကအရှိရဥစ္စာတော့ကလန်အတူတူပဲထင်တယ်နော်ငွေပိုစံချင်းကိုချိန်ပြီးတော့ယူထားတဲ့နေထားမှာဒီဘက်မှာလဲ this နဲ့ bid for dam လားဟလားဟုတ်တယ်ရှေ့မှာခြေတန်းကြားနေရပြီဟုတ်တယ် BIB ကင်းနဲ့ AVRS ကလည်းကျွန်တော်မှ possession ကို share ယူထားရဲဆိုတဲ့အနေထားမှာ negli တစ်လုံးလောက်ဝင်သွားမယ်ဆိုရင်တော့တော်ကြီးကိုပျော်ဖို့ကောင်းသွားမယ်ဆိုတဲ့အနေထားပါနော်ဟုတ်တယ်ဒီဘက်မှာလည်းbid နဲ့ TC ရဲနဲ့နော်ဘင်းနဲ့ရဲနဲ့ဘစ်တော့ရဲဘစ်တော့ဟကပါတယ်ကျွန်တော်ဟဲ့လားဂျိုင်းဒီပုံတော့နည်းနည်းရှော့တယ်ဟုတ်တယ်တနက်ထုတ်သိန်းကိုလုံးပြနေရဆိုတဲ့အနေထားမှာဒီဘက်မှာလည်းတယောက်ကသူမနဲ့စာပို့နေရတာပြီနော်စာလေးပို့လိုက်ဂိမ်းလေးဆော့လိုက်စာလေးပို့လိုက်ဂိမ်းလေးဆော့လိုက်နဲ့ငါပြောရမှာဘာပြောရမလဲလည်းမသိဘူးကွာကဲအဲ့တော့ရေခဲချောင်းဖက်ပြီးတော့ရောင်းမဲ့သူတွေကဟုတ်တယ်တယောက်ကတော့ပျောက်ကြားနဲ့ယောက်ျားရှူမှာနော်တယောက်ကတော့ဖက်ကြီးနဲ့နှွေးထွေးမှုတွေလိုက်ပြီးတော့ပြီးမယ်ဆိုတဲ့အနေထားမှာဒီဘက်မှာလဲရေခဲချောင်းရောင်းမှုကိုထိုင်ပြီးတော့စောင့်နေတယ်ဒီဘက်ကနေမျိုးအောင်လဲအကယ်ဒမီယူပြီးနောက်ပိုင်းကျန်းတိုက်နေတယ်ဒီဘက်မှာလဲ ST တိုးမောင်နဲ့မောင်မင်းဟုတ်တယ်ဥပမာကိုလေးကိုလှမ်းပြီးတော့မောင်မင်းတို့ချောင်းနေတဲ့ဆိုတဲ့အနေထားမှာတိုးမောင်တော့နေရတဲ့ပြင်မြောက်မှာကစင်ကုန်းဆွဲနေတယ်ကုန်းဆွဲကိုရက်ဆွဲတယ်နော်ကစင်ရက်ဆွဲနေတယ်ဟုတ်တယ်ဒီဘက်နှစ်ယောက်ကလည်းတက်လာပြီဟိုဘက်ကလှမ်းပြီးတော့ကျုံးနေပြီမောင်မင်းတို့လှမ်းပြီးတော့ဖြုတ်နေပြီဆိုတဲ့အနေထားမှာနောက်မှာချီးတွင်းနှိုက်တဲ့သူတွေရှိတယ်နော်အမှချီးတွင်းနှိုက်မဲ့သူတွေရှိတယ်နော်အေးဖိန်းပေးပြီးတော့ပြေးနေမှရှေ့ကိုရှေ့လုံနေဆိုတဲ့အနေထားမှာနော်ဟုတ်တယ်ဒီလေးလမ်းထက်တော့ကုန်းတော့မယ်နော်
ဟုတ်တယ်နောက်ကတယောက်ကလည်းလမ်းပြီးတော့တိုးမောင်လည်းထောက်ပေးထားတယ်ရှေ့မှာမောင်မင်းသွေးဖြည့်နေတယ်ဆိုတဲ့နေသားမှာဒီဘက်ကိုကိုစင်ုံဘက်ကကိုလေးကတော့တယောက်ကိုခံချနေပြီဆိုတဲ့အနေထားမှာနော်ကုန်းမလားကျုံးမလားတစ်ချက်ကြည့်ရမယ်ရှေ့ကိုတက်လာပြီတယောက်ကအပွားနေထောက်ပေးတာတယောက်ကအိမ်ပေါ်ရောက်နေပြီနော်ဟုတ်တယ်နေကြီးကပ်ပုံးလှမ်းထည့်လိုက်ရနော်ကပ်ပုံးလှမ်းထည့်နေရလွဲနေတယ်ဟုတ်တယ်အပေါ်မှာတိုးမောင်တွေ့နေကဲကိုလေးဘယ်လိုလုပ်ရမလဲနောက်ပဲဒီပွဲပြီးနားပြီလေတကယ်ကြောဟုတ်တယ်နှစ်ယောက်သားအပေါ်ရောက်နေအဲ့မှာနေတွေပါမရှိဘူးလားရမ်းထူလိုက်မှန်းထူလိုက်လေပြီးသွားပြီအဲ့မှာတန်းထူလိုက်ရင်ပြီးပြီနော်ဟိုမှာတယောက်ကတ်လာကျုံးလိုက်တော့လေဟုတ်တယ်တယောက်ကအောက်ကထောက်တာတယောက်ကတက်ထွက်လာပြီးဒီသားမှာဟုတ်တယ်တော့နော်ဒီကြောင်ပြောင်းနေတာကြောင်လေးပါလေကုရှာပေးလိုက်ပါအောင်နော်ဟုတ်တယ်ဒီဘက်မှာလည်းနောက်ကနေနှိုင်းမဲ့နှစ်ယောက်ကလည်းတက်လာပြီတယောက်ကလည်းယောက်ျားယူမယ်တယောက်ကလည်းရေခဲချောင်းရောင်းမယ်နော်အဲ့တော့အရှိမ2ယောက်ရှိတယ်နော်ဟုတ်တယ်ကြောက်ကတော့နော်ရန်ထူမှန်းထူနဲ့တွေ့သွားတာမှမီးဆွဲပြီးတော့ကုန်းသွားပြီနော်ဖင်မီးဆွဲသွားပြီဟုတ်တယ်ကြောက်ကတော့ရှော့ကန်းနဲ့ထထောက်ထားရနော်ဟုတ်တယ်ဒီဘက်မှာလည်းရောက်လာပြီတရားဒီနားမှာသွားပြီးတော့ကြောက်ကတော့ကုန်းနေတယ်နော်ကြောက်ကကုန်းတယ်တယောက်ကဆွဲတယ်အဲ့တော့ကုန်းဆွဲနော်ဒီဘက်မှာလည်းဘင်းနဲ့ရဲနဲ့ရှော့နောက်တစ်ပွဲလုပ်ပြီးပါလားအဲ့တော့တဲ့အားတော့မယ်လေတကယ်ကျဘယ်နှဖန်ကြမှာကျန်ပြီအိုးရေခဲကြောင်လှမ်းပြီးတော့ရောင်းလိုက်ပြီဆိုတဲ့အနေထားမှာနောက်တစ်ယောက်ခက်ကြောင်းအိုးရေခဲကြောင်နှစ်ချောင်းရောင်းထွက်သွားပြီဆိုတဲ့အနေထားမှာနော်ဒီကာတော့ဟုတ်တယ်နောက်ကနေချီးတွင်းရှာပြီးတော့ရေခဲကြောင်ပိုင်နိုင်နဲ့ရောင်းပလိုက်ပဲဆိုတဲ့အနေထားမှာဒီဘက်မှာဘက်ရှိမှာလဲကြောက်ကတော့ကျန်းတိုက်နေတယ်ဟုတ်တယ်နှစ်ယောက်သားချစ်စကားကြိုက်စကားပြောနေတော့တဲခုကန်သွားပါလားလို့နော်ထဲထဲမှာဝင်ပြီးတော့မန်းလုံနေတာနှစ်ယောက်သားနော်ဟုတ်တယ်တယောက်ကတော့ကျန်းတိုက်နေမယ်ခြေခဲကြောင်မရောက်ခင်ကျန်းတိုက်တဲ့လှုပ်လေလှုပ်ရနော်အိမ်သက်ရှိလေးပါလေအဲ့ဒါမှအပူငွေလေးပါလေရမှာဆိုတော့နော်ကျန်းတိုက်မယ်ပြီးရင်ခြေခဲကြောင်ရောက်မယ်ဟုတ်တယ်ကျန်းတိုက်လို့ပြီးသွားပြီနော်ဒါအချိန်ပူစင်းတယ်လို့ခေါ်တယ်အချိန်ပူစင်းအော်ဒီဘက်မှာပြောင်းတိုက်တာလားဟိုဘက်မှာပြောင်းတိုက်ဒီဘက်မှာပြောင်းတိုက်အိုးဟုတ်တယ်နော် special အိမ်မှာကျန်းကိုတိုက်နေပြီဆိုတဲ့အနေထားမှာနော်ဟုတ်တယ်ဒီဘက်မှာလည်း2ယောက်ကနော်ယောက်သားနင်တို့မမြင်ကွယ်ရမှာမမြင်ကွယ်ရမှာကဲထားပါတော့ကဲ VIP ကင်းတို့နော် ABRS တို့ဟုတ်တယ်တယောက်ကတော့လေထုံသွားပြီတယောက်ကတော့လေမထုံသေးဘူးနော်တယောက်ကတော့ဒါပဲတယောက်ကတော့ဟုတ်တယ်ရဲဝန်းဝင်မယ်နော်ဟုတ်တယ်ကင်းဆိုတဲ့အတိုင်းပဲနော်ကင်းဆိုတဲ့အတိုင်းပဲဟုတ်တယ်ရှာတယ်ဟိုမှာပြစ်တန်းကြားသွားပြီဟာငါ့ကိုဆော့ရှက်ခွဲလိုက်တာပဲကွာဆော့ရှက်ခွဲလိုက်တာပဲကင်းဆိုတဲ့အတိုင်းပဲသာပြေးပြီးတော့မှောက်သွားတယ်နော်ကျော်ဟုတ်တယ်ဒီဘက်မှာတယောက်ပဲကြံတော့တယ်ဟိုးအလမနိတ်ကိုတော့ပိုင်ဆိုင်ထားတယ်ဆိုတဲ့နေထားမှာဟုတ်တယ်ပါတွေ့သွားပြီရေခဲကြောင်နိုင်ပြီးတော့ရောင်းပြီပါကောင်းထွက်နေဟိုးအနောက်ကနေနော်အနောက်ကလည်းမှချီးတွင်းကနှိုက်သွားပြီကွာနော်ချီးတွင်းတွေ့သွားပြီဆိုတဲ့နေထားမှာဟုတ်တယ်လေထုံရင်းနဲ့ချီးတွင်းရှာရနော်လေထုံလိုက်ချီးတွင်းရှာလိုက်ဟုတ်တယ်ဒီဘက်မှာလည်း2ယောက်သားနော်အခန်းထဲကထွက်လာပြီလှုပ်ချင်တာလှုပ်ပြီးတော့အခန်းထဲကထွက်လာပြီဆိုတဲ့အနေထားမှာအောင်ရက်ခါလည်း smoke တွေခင်းနေပုံစံကြီးပြောဟိုဘက်မှာတွေ့နေပြီကျုံးခံရတော့မှာနော်ခုံနေတာအောင်ပါကျုံးကြောင်းရေခဲကြောင်းဒါပဲနော်ဟုတ်တယ်ဘေးတော့ရေခဲကြောင်းပြတ်တက်လိုက်ကြောင်းတန်းတော့အေးပေးထားတယ်ချက်မှတော့မထီသွားဘူးဟုတ်တယ်ဟိုဘက်ကပြုတ်ကုန်နော်9ယောက်ပဲကျန်တော့ကြောက်ကတော့ဒီမှာလေထုံနေတော့မယ်ကြောက်ကတော့ကုန်းနေတယ်ကြောက်ကတော့ဇုံပြေးရပြီဇုံမပြေးရင်လည်းရှော့မှာအဲ့ဇုံကကယ်လည်းမမီတော့ဘူးနော်ဟုတ်တယ်ဒီဘက်ကအရှိကနေကြိုပြီးတော့ရေခဲကြောင်ရောင်းရမယ်ဆိုတဲ့အနေထားမှာတွေ့သွားပြီရေခဲကြောင်ရောင်းပြီဟိုတယောက်ပဲကျန်တော့တယ်နော်ကဲအဲ့တော့ဘယ်နဲ့ရဲနေရရေခဲကြောင်ပတ်ရောင်းနေတယ်ဆိုတဲ့အနေထားမှာကြောက်ကလည်းလေထုံပြီးလို့တက်လာပြီနော်နွားကြောင်းမှုပဲကျန်တော့တယ်လေထုံပြီးလို့တက်လာပြီနွားကြောင်းမှုပဲကျန်တော့တယ်ဆိုတဲ့အနေထားမှာ
နောက်တစ်ဝဲလောက် please တဲ့နောက်တစ်ဝဲလောက်တကယ်ချင်းထောင်ပြီးခဲ့ရမယ်ကျွန်တော်ထောင်ပြီးခဲ့လိုက်ကျွန်တော်ထောင်ပြီးခဲ့လိုက်ထောင်ပြီးခဲ့လိုက်ဆန်းအောင်လားဟလားဟုတ်တယ်ဒီဘက်မှာလည်းရေခဲချောင်းရောင်းမယ်သူကရေခဲချောင်းရောင်းမယ်ယောက်ကလည်းယောက်ျားယူမယ်နော်ယောက်ျားနဲ့ယောက်ျားယူမယ်ယောက်ျား2ယောက်တော့ရထားတယ်နော်ကျွန်မရေခဲချောင်း9ချောင်းရောင်းပြီးသွားပြီအဲ့တော့ကြောပင်ကုန်းပေးရမယ်နော်ဟာဒီတယောက်ကဘာလို့နင်ဘာလို့နေလဲနင်ဘာလို့နေလဲနင်တောင်းလာမှထားပြီးသေးပြီအဲ့ဆိုရှော့ပြီနော်ဟုတ်တယ်ဒီဖြည့်တယ်ပြီးတော့ဖြည့်နောက်တစ်စုံကပူချမ်းပြီနော်လိုင်းပြီးတော့ကြည့်ညာတေးမှအဲ့ဒါတေးမဖြည့်ဘူးသွားပြီမမီတော့ဘူးနော်ဒါပြောရတေးမဖြည့်ဘူးနော်မမီတော့သွားတယ်အဲ့တော့ bit နဲ့ရဲနေရတော့ chicken ရသွားတယ်ဆိုရဲအနေထားမှာတော့နော်